လူလို့ခေါ်ရနော်လွယ်တဲ့လို့ကိုအဲ့လိုရှော့အောင်လုပ်တယ်တော်မှာလေဟိုကဗာလဲဟိုဆရာတော်ကြီးအရှင်နန္ဒမလာဖို့တရားလေးတွေအဲ့လိုအတူလေးတွေတင်နေလို့လေတကယ်ကျေးဇူးတင်တယ်လေဘာဖြစ်လဲဆိုဆရာတော်ကြီးရဲ့တရားတွေက YouTube မှာသွားနားထောင်လို့ယူကျဲဟောတရားအရှိကြီးပဲဆိုတော့ဖွင့်ပြီးတော့နားထောင်ပဲလေဆောင်းအောင်ဒီမနားထောင်မိဘူးပေါ့နော်မနားထောင်မိဘူးတဝက်တစ်ပြက်တည်းဖြစ်လို့ပြအဲ့လိုအာယုရတဲ့အချိန်လောက်ပဲနားတယ်ကိုပြောကြံတဲ့အဲ့လိုမျိုးချိန်ရကြတော့အစိုးတိကိုအဲ့လိုမျိုးနားမထောင်မိတဲ့အချိန်တွေရှိရနော်ဟို YouTube ဟိုဟာဗါတယ် TikTok မှာဆိုလို့ရှိရင်အဲ့လိုဆရာတော်ကြီးရဲ့တရားလေးတွေမှာသူတို့ကအတူလေးတွေသိရမလားအဲ့လိုမျိုးနေရာပိုင်းလေးတွေကတင်တဲ့ဟာလေးတွေကြတော့လေအချိန်လဲတိတ်မကောဘူးအဲ့ဒါလေးတွေဖွင့်လိုက်ပြီးတော့နားထောင်လို့ရှိရင်လေအဲ့လိုမျိုးဆရာတော်ကြီးပြောတဲ့တရားလေးတွေကိုပေါ့နော်အော်တွေးအဲ့လိုမျိုးတွေးလို့လည်းရတယ်အဲ့ကိုပြန်စေခြင်းလို့လည်းရပါပေါ့ဒီလိုရဆိုရင်တော့ဟုတ်တာပဲလေငါအဲ့လိုစိတ်ကြီးဖြစ်နေတယ်မကောင်းဘူးပြင်ရမယ်ဆိုတဲ့အတွေးတွေရောအော်အဲ့လိုမျိုးစိတ်ပူပန်မှုတွေဒီဟာဒီမြဲအဲ့လိုမျိုးပေါ့နော်နည်းနည်းအတူလေးတွေဆိုတော့ယောက်ျားနေမှာတင်ရင်စားရမယ်အဲ့ဆိုတော့အတူလေးကြတော့သိရမလားအတူလေးတွေကိုမှနားထောင်လိုက်တဲ့အချိန်ခဏလေးမှလည်းကိုယ့်စိတ်ထဲလည်းရောက်တယ်ကိုလည်းပြန်သုံးသပ်နိုင်တယ်ပြန်စီရင်နိုင်တယ်အဲ့လိုမျိုးပေါ့ကိုအတိလေးတွေးမိရပါနော်ဟုတ်တယ်မတော်တော်မှအဲ့အပိုင်းသေးသေးလေးတွေနဲ့လူတွေတကယ်ကျေးဇူးတင်တယ်အဲ့လိုအပ်ပြီးတော့နားထောင်နေဆရာတော်တပါးရှိသေးတယ်ဆရာတော်အခြေသူစိတ်တမော်ကျော်ဆရာတော်လေသူတရားလေးရလဲသူကကြတော့အချိန်မဟုတ်9မိနစ်ပဲဟိုဟာဗာလဲသူ့တမပန်းခင်းဆိုပြီးတော့လေဟိုဟာမှာလဲ YouTube မှာလဲစာကြည့် Facebook မှာလဲရှယ်ဆရာတော်ကလေသူ့တမပန်းခင်းဆိုပြီးအဲ့ဆရာတော်ကတရားလေးရလဲစိတ်ကိုတက်တာရစေတယ်အဲ့လိုမျိုးအဲ့ဆရာတော်ဟောတဲ့9မိနစ်တွေရလဲတကယ်ပေါ့နော်ကိုအတွက်အများကြီးအသုံးဝင်တဲ့ဟာတွေအဲ့ရမှာအဲ့ဆရာတော်ရဲ့တရားလေးတွေတွားနိုင်ကြည့်ကြအခုရက်တွေအချိုးပဲစားခြင်းနဲ့အချိုးပဲကြောက်